လုံးဆရာရှိတာတွေကိုမှားပြီးမေ့နေတာမျိုးတွေဖြစ်နေတုံးလားဒီပြဿနာတွေအားလုံးကိုဖြေရှင်းပေးလို့ရနိုင်မယ့်အရာတစ်ခုတော့ရှိပါတယ်ကျွန်တော်တို့က team နဲ့လှုပ်လှုပ်နေရဆိုလို့ရှိရင်ကိုလုပ်တဲ့ team နဲ့ project ကိုကျွန်တော်တို့စီမံထားတဲ့ test တွေကိုမျှဝေလို့ရပါတယ် copy link ပို့ပြီးတော့ပေါ့နော်ကျွန်တော်ချိန်ထားတာတွေကျွန်တော်လုံးဆရာရှိတာတွေကိုမှားပြီးမေ့နေတာမျိုးတွေဖြစ်နေတုံးလားဒါမှမဟုတ်ကိုလုံးဆရာရှိတဲ့အလုပ်တွေကိုရေးကြည့်တဲ့လုပ်တွေနဲ့ရောအရန်ရေးမကြည့်တဲ့အလုပ်တွေနဲ့ရောထွေးပြီးတော့ဘယ်ကနေစမှန်းမသိစိတ်ညစ်နေတုံးလားကဲရေးတတိပေးမဲ့သူမရှိလို့ပဲဖြစ်ဖြစ်ကိုကတနေ့ကုန် screen ကို scroll လုပ်ပြီးတော့ကိုယ့်ရဲ့အခြေအနေကုန်သွားတာမျိုးဒီနေ့2025ဒီဖြစ်နေတုံးမဲ့ဆိုလို့ရှိရင်တော့ဒီပြဿနာတွေအားလုံးကိုဖြေရှင်းပေးလို့ရနိုင်မယ့်အရာတစ်ခုတော့ရှိပါတယ်သူကတော့ကျွန်တော်မျှဝေပေးနေကြ app တွေကတစ်ခုဖြစ်တဲ့ To Do List လို့ခေါ်တဲ့ app လေးပဲဖြစ်ပါတယ်။ Okay သူ့ကိုတော့ကျွန်တော်တို့ tutorial လုပ်ရင်းနဲ့ပဲဘယ်လိုမျိုး effective ဖြစ်နိုင်တယ်ဘယ်လို manage လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့တူလိုက်ကြည့်လိုက်ရအောင်။ Okay ဒါဆိုလို့ရှိရင်တော့ထုံးစံအတိုင်းကျွန်တော်တို့ဖုန်းပုံမူတည်ပြီးတော့ပေါ့ဗျာ App Store Google Play Store တခုကနေ down လိုက်ပါထောင်လိုက်ပြီးသွားလို့ရှိရင်တော့ app ထဲကိုဝင်လိုက်မယ်ဝင်လိုက်ပြီးသွားလို့ရှိရင်တော့ပုံမှန်အတိုင်း account တွေပါဖွင့်ရတယ်ပေါ့ဗျာ Google Gmail account နဲ့ဖွင့်ကိုယ့်ရဲ့ Facebook နဲ့ဖွင့်အဲ့လိုမျိုးဖွင့်လို့ရပါတယ်အဲ့တော့အဲ့ဒီစင်တွေတော့ကျွန်တော်ပြောနေတော့ဘူးဒီထဲကိုရောက်ပြီဆိုတော့လည်းကျွန်တော် today ဆိုတဲ့နေရာမှာကျွန်တော်ရဲ့ test တွေကိုစတင်ပြီးတော့ခံခွဲလို့ရပါပြီ Okay ဒီအောက်ဆုံးမှာမြင်ရတဲ့အပေါင်းခလုတ်လေးမှာစပြီးတော့ကျွန်တော်ခံခွဲလို့ရမယ်ကိုကကျောင်းသားတယောက်လို့သဘောထားလိုက်မယ်ဗျာကိုကတင်ချာပေါ့နော် mathကိုဘယ်အချိန်မှာလောက်မယ်ဆိုပြီးတော့test လေးပေးလိုက်မယ် Okay အဲ့ဒီ test လေးပေးလိုက်တာကိုမှအဲ့ဒီချိန်အောင်လို့ရှိရင်ဘာဆက်လုပ်အောင်မယ်ဘယ်အသေးစိတ် test လေးတွေပါထပ်ခွဲလို့ရပါတယ်အောက်မှာတော့ကျွန်တော် accept tag ဆိုတဲ့ဟာလေးကိုပေါ့နော်ကျွန်တော်ရဲ့ pronunciation နဲ့ကောင်းချင်မှကောင်းလိမ့်မယ်ဒါပေမဲ့ကျွန်တော်လည်းပြောပြပေးတာရှင်းပြပေးတာဒီအောက်မှာ Okay ကျွန်တော်ဒီချိန်ရောက်လို့ရှိရင်ဒါလုပ်မယ်ပြောလို့ရှိရင်တင်ချာကို10မိနစ်ပေါ့နော်တွက်မယ်10မိနစ်ပဲကျွန်တော်တင်ချာရန်မကြိုက်တော့10မိနစ်ပဲဟောဗျာဆိုလို့ရှိရင်ကျွန်တော်10မိနစ်ဆိုတဲ့ဟာလေးထားလိုက်မယ်အဲ့ဒီမှာကျွန်တော်အပေါ်မှာမြင်နေရမှာတော့ today ရဲ့အောက်မှာ deadline ဆိုတာတော့ကျွန်တော်ဝယ်ရမယ့် feature ဖြစ်သွားပြီသူ့ရဲ့ဘေးမှာတော့ priority ပြောချင်တာဒီကောင်လေးကကျွန်တော်ရဲ့လုပ်ငန်းတာဝန်ကအရန်ရေးကြည့်တယ်ဆိုလို့ရှိရင်တော့အပေါ်ဆုံးကအနီးအောင် priority 1ဒီအရန်ရေးမကြည့်သေးဘူးဒုတိယနေလောက်နဲ့ဦးစားပေးထားမယ်ဆိုလို့ရှိရင်တော့ priority 2လိမ်မော်ရောင်လေးထားလို့ရမယ်အရန်လဲရေးကြည့်တယ်အရန်လဲရေးမကြည့်ဘူးဒါပေမဲ့လောက်ရမယ်ဆိုလို့ရှိရင်တော့ priority 3ပြအောင်လေးကိုရွေးလို့ရတယ်အဲ့လိုမျိုးခွဲခြားပေးလို့ရတာကြီးကတော်တော်လေးကောင်းတယ်ပေါ့ဗျာ label ဆိုတဲ့ဟာကတော့ကျွန်တော်တို့ကဒီကျော်လဲအများကြီးစမ်းမလုပ်ကြည့်ထားဘူးဘေးနားမှာကတော့ reminder ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာ reminder ဆိုတဲ့နေရာမှာကျွန်တော်ရဲ့ဒီအချိန်မှာဒီဟာလေးကို remind ကိုလုပ်ပေးပါဆိုပြီးတော့အချိန်နဲ့နိုင်နဲ့ပါတခါတည်းသတ်မှတ်ပေးထားလို့ရပါတယ် okay အဲ့ဆိုလို့ကျွန်တော်လုပ်ပြမယ်ပေါ့နော်ဒီအောက်မှာမြင်နေရတဲ့အတိုင်းကိုယ့်ရဲ့အချိန်ကိုဒီအချိန်မှာကိုယ် remind လုပ်ပေးပါဆိုပြီးတော့တခါတည်းအချိန်နဲ့ပါဒီကြဒီကိုယ့်ရဲ့ task ကိုခွဲထားလို့ရပါတယ်မြင်နေရတာ reminder ဘေးမှာ location ပေါ့နော် location ကလည်းကျွန်တော်ဝယ်ရတာပဲ discretion မှာကကျွန်တော်ကကိုပြောချင်တဲ့အရာတွေပေါ့နော်ဒီလုပ်ငန်းတာဝန်မလုပ်လို့ရှိရင်ဘာဖြစ်မယ်ဘာဆယ်မဆူမယ်ဘာညာပေါ့နော်အဲ့လိုမျိုးဟာတွေကိုထည့်ရေးလို့ရတဲ့ discretion ဆိုတဲ့ဟာလေးကိုလည်းထားပေးထားပါတယ်ကောင်းပါပြီအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ test တစ်ခုကိုဘယ်လိုမျိုးထည့်လို့ရမယ်ဆိုတော့ပြောပြပေးထားတာဖြစ်ပါတယ်ဒီပေါ်ဆုံးasset 3 set မှာဆိုလို့ရှိရင်တော့ကျွန်တော်အခုမြင်နေရတဲ့ပုံစံကို change လို့ရှိရင် change လို့ရပါတယ် view ဆိုတဲ့နေရာမှာကျွန်တော်က box ဆိုတဲ့ဟာလေးကိုထားလိုက်မယ်ဆိုလို့ရှိရင်အခုလိုပုံစံလေးကို change သွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီပုံစံကြီးတော့ကျွန်တော်မကြိုက်ပုံစံတစ်ခုပုံစံတိုင်းပြန်ထားလိုက်မယ်ဒီဘက်ဘေးက calendar လို့ကိုပြက်ကတိန်တစ်ခုလို့ပြချင်တယ်ဆိုလို့ရှိရင်တော့ဝယ်သုံးရတဲ့ premium version ဖြစ်သွားပါပြီခင်ဗျာဒီအောက်ကဟာတွေကတော့အများကြီးပြောမနေတော့ဘူးဟုတ်ပြီ okay ဒါဆိုလို့ရှိရင်တော့ app coming နေနဲ့ကျွန်တော်ဒီနေ့အတွက်ပါမဟုတ်ဘူးနောက်နေ့ရက်တွေအတွက်ပါကျွန်တော်က test တွေကိုစီမံခန့်ခွဲခြင်းနဲ့ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းထားလို့ရပါသေးတယ် okay ဒီနားမှာပေါ့နော်ကိုယ့်ရဲ့ date အနေနဲ့16ရက်နေ့ဆိုလို့ရှိရင်16ရက်နေ့မှာဘာလုပ်မယ်ဆိုပြီးတော့ test အနေနဲ့လုပ်လို့ရပါသေးတယ်ခင်ဗျာကျွန်တော်ပြောသလိုပဲဒီအချိန်မှာရောက်လို့ရှိရင်ဘာတွေလုပ်လို့ရမယ်ဆိုတော့ဒီအသေးစိတ် test လေးတွေကိုလည်းပြန်ခွဲထုတ်လို့ရတယ်ပြီးရင် priority အနေနဲ့ဘယ်လောက်ထိရေးကြည့်တယ်အရင်ရေးမကြည့်ဘူးအဲ့လိုမျိုးဝါရောင်နီရောင်လိမ်မော်ရောင်တခုခုပေါ့နော်တခုခုခွဲပြီးတော့လုပ်လို့ရပါတယ်
reminder အနေနဲ့လည်းအချိန်တွေသတ်မှတ်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့မြင်နေရတဲ့အတိုင်းပဲကျွန်တော်တို့ task တွေကိုထိရောက်နေဘလို့စီမံခန့်ခွဲလို့ရတယ်ဆိုတော့ tutorial ကိုသုံးပြထားတာဖြစ်ပါတယ်ဒီစွန်ဆုံးမှာမြင်ရတဲ့ browse ဆိုတဲ့ကျွန်တော်တို့ရဲ့ profile လေးကိုချိန်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ daily အနေနဲ့တရက်မှာကျွန်တော်တို့ task ဘယ်နှခုကိုပြီးအောင်လုပ်မယ်တစ်ပတ်မှာဆိုလို့ရှိရင်15ခုပြီးမယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့က adjust အနေနဲ့တွားချိန်ပြီးလုပ်လို့ရပါသေးတယ် okay weekly မှာကျွန်တော်တို့ကဒီကျွန်တော်စမ်းလုပ်ပြမယ်နော်Okay. Okay ဒီဘက်ထောက်လေးမှာမြင်နေရမယ် edit goal ဆိုတဲ့နေရာမှာပေါ့နော်ကိုကတနေ့မှာ daily task goal အနေနဲ့5ခုပြီးအောင်လုပ်မယ်တစ်ပတ်မှာဆိုလို့ရှိရင်တော့အခု30ပြီးအောင်လုပ်မယ်ဆိုပြီးတော့အဲ့ဒါလေးကိုလည်းသွားပြီးတော့ပြင်လို့ရပါသေးတယ်ကျွန်တော်တော့မပြင်တော့ပါဘူးဒါကတော့ပြောပြပေးတာပါ Okay ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ပြောပြပေးတဲ့ tutorial ကဒီလောက်ပါပဲဒီ app လေးကိုကျွန်တော်တို့ကကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကိုစီမံခန့်ခွဲတဲ့နေရာမှာထိထိရောက်နေနဲ့ remind လေးလုပ်ပေးလို့ရမယ် priority အနေနဲ့ခွဲခြားတဲ့လုပ်ပေးလို့ရတယ်ဆိုတော့ပြပြပေးချင်တာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ tutorial လည်းကြည့်ပြီးသွားပြီဆိုတော့ဒီ app ရဲ့အားသာချက်တွေဘယ်လိုသုံးဝင်လဲဆိုတော့လည်းမြင်တွေ့ခဲ့ရပြီးပါပြီထူးထူးခြားအနေနဲ့ကတော့ကျွန်တော်ဒီ app ကကျွန်တော်တို့က team နဲ့လုပ်နေရဆိုလို့ရှိရင်ကိုလုပ်တဲ့ team နဲ့ project ကိုကျွန်တော်တို့စီမံထားတဲ့ task တွေကိုမျှဝေလို့ရပါတယ် copy link ပို့ပြီးတော့ပေါ့နော်မြင်ခဲ့ရတဲ့အတိုင်းပဲ reminder နဲ့ deadline တွေပါတာကလည်းကျွန်တော်တို့စီမံထားတဲ့ task တွေကိုလွတ်သွားမှာမဟုတ်ဘူးမေ့သွားမှာမျိုးလည်းမဟုတ်ဘူးအဲ့တော့စိုးရင်တွေကလည်းလုံးဝမရှိဘူး priority အနေနဲ့ကျွန်တော်တို့စီမံခန့်ခွဲထားတဲ့အလုပ်တွေကဘယ်လုပ်တွေကကိုယ့်အတွက်အရေးကြီးတယ်ဘယ်လုပ်တွေကအရင်ရေးမကြည့်သေးဘူးအဲ့ဒါတွေကိုလည်းထိရောက်နဲ့စီမံခန့်ခွဲလို့ရမှာဖြစ်ပါတယ်ကဲကိုကရန်ရဲ့တနေ့တာ test တွေကိုလည်းဒီចောင်းသားပဲဖြစ်ဖြစ်ပေါ့နော်တနေ့တာဘာကြီးလေးလာစရာရှိတယ်ဘာကြီးလုပ်စရာရှိတယ်ဆိုတော့လည်းကောင်းကောင်းမွန်စီမံခန့်ခွဲလို့ရတယ်ဒါအပြင်ကျွန်တော်တို့ဒီ tutorial ကို tutorial အပြင်တခြားတော့ပေါ့နော် Google Test တို့ iPhone မှာပါပြီးတော့ reminder တို့အဲ့လိုမျိုးဟာတွေရှိတယ်ဆိုပေမဲ့ဒီ app ရဲ့ထူးခြားတဲ့ဟာကြတော့သူရဲ့အခမဲ့ပေးတဲ့ version မှာတင်သူရဲ့ basic function တွေကပဲဘယ်လောက်ထိသုံးဝင်နေဆိုတော့ကျွန်တော်မြင်တွေ့ရပြီးဆိုတော့အများကြီးပြောမနေတော့ဘူးအဲ့တော့ကျွန်တော်ဒီokay အဲ့တော့ကျွန်တော်တို့ဒီ tutorial ဆိုတဲ့ app ကိုအသုံးပြုပြီးတော့လုပ်ကြရှိတဲ့လုပ်ငန်းတာဝန်တွေကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ကြပါစေလို့ပြောရင်းနဲ့ပဲကျွန်တော်ဒီနေ့မျှဝေတဲ့ tutorial ကိုနားလေးမှာပဲရန်နာလိုက်ပါမယ်နောက်ထပ်လည်းကျွန်တော်တို့တက်ရင် site ကနေပြီးတော့အားလုံးအတွက်အကျိုးဝင်နိုင်မယ် app တွေကိုမျှဝေသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်follow လုပ်ခဲ့လို့ရပါတယ် subscribe လုပ်ခဲ့လို့ရပါတယ်နောက် video တွေမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ